အားလုံးပဲမင်္ဂလာပါဗျမိုးလေး channel နေပြီးတော့ကိုမတွေတူရီယာရှင်တွေကိုမိုးလေးမှာမင်္ဂလာပါလို့နှုတ်ခွန်းပြန်နဲ့ဆက်သလိုက်ပါတယ်အားလုံးပဲကျင်းနေကြမယ်လို့ကျွန်တော်ထင်ပါတယ်နော်အဲကြောင့်လည်းဆိုတော့ကျွန်တော်ပေးတဲ့ပတ်သီးရဲ့ပတ်သီးနဲ့အခွေဒီဘက်မှာ3ချိန်အောင်ပါတယ်နော်ပတ်သီးမှာဆိုရင်တော့6ရက်5လ2025အင်္ဂါနေ့မှာစပေးထားတဲ့ပတ်သီးရဲ့အခွေရမှာပတ်သီးက6ပတ်သီးဖြစ်ပါတယ်အင်္ဂါနေ့မှာ6ခုဆိုပြီးတော့ပတ်သီးကအောင်ရပါတယ်နော်ကြာသပတေးမနက်မှာကြတော့ဟိုပါပါတယ်ကြာသပတေးမနက်မှာကြတော့40ဆိုပြီးအောင်ပါတယ်ကြာသပတေးမှာ40ဆိုပြီးအောင်ပါတယ်ပေါက်ကြနေ့မှာ1ဆိုပြီးအောင်ပါတယ်ကျွန်တော်ပေးတဲ့ခဏန်းတွေကဒီလိုမျိုးသေချာရေးရတဲ့ခဏန်းတွေပဲဖြစ်ပါတယ်နော်ကျွန်တော်ဒီဘက်မှာ3ချိန်တီအောင်သွားပါတယ်3ချိန်တီအောင်သွားပါတယ်နော်ကျွန်တော်ကိုယုံကြည်ရဆိုရင်ကျွန်တော်ရဲ့ခဏန်းတွေကိုကျွန်တော်ယုံကြည်အားကိုးရဆိုကျွန်တော်ရဲ့ခဏန်းတွေကိုကျွန်တော်ပေးတဲ့အခါမရမရှိအောင်ထိုးပြအောင်ထိုးထားကြပါကျွန်တော်ပေးတဲ့ခဏကတပတ်ကိုမထွက်ဘူးဆိုရင်တော့3-4ချိန်ထွက်ပါတယ်ကိုက3ချိန်နဲ့ရှိသေးပါတယ်ထွက်ကုန်မှာပါထိုးအောင်မှာထွက်ပြီးပါပြီ3-1နဲ့3-4ခွေအပူးပါ6ပတ်သီးကျွန်တော်ပေးတဲ့ခဏလေးဖြစ်ပါတယ်ကြာသပတေးမနက်မှာ40ဆိုပြီးကျွန်တော်ခဏအောင်ခွေကျွန်တော်ခွေအောင်ပါတယ်ပေါက်ကြနေမနက်မှာ1ဆိုပြီးတော့ကျွန်တော်ခွေအောင်ပါတယ်နော်3-1နဲ့3-4ခွေဘူးပါအင်္ဂါနေ့မနက်မှာ6ခုဆိုပြီးအောင်ပါတယ်ကျွန်တော်ပတိရဲ့အခွေပေးပါတယ်ကျွန်တော်မသေးချာပဲနဲ့မပေးပါဘူးကျွန်တော်မသေးချာပဲနဲ့အကုန်မတွေကိုမပေးပါဘူးသေချာရေးရကျွန်တော်ရဲ့တွက်ဆိုင်နဲ့အကုန်တွက်ပြီးဆိုမှကျွန်တော်ကိုမတွေကိုလာတင်ပြတာပါကျွန်တော်ကိုမတွေကိုလာတင်ပြဖြစ်ပါတယ်ဒါမှမဟုတ်ကျွန်တော်ခဏနေကိုကျွန်တော်ပေးပြီးဆိုတာနဲ့သေချာတိမှန်ကန်ပါပဲထိုးပြအောင်ထိုးရအောင်ထိုးယုံကြည်နဲ့ထိုးလို့ကျွန်တော်ပြောပါတယ်ဒါမှမဟုတ်ကျွန်တော်ရဲ့နောက်ပတ်မှာလည်းခုပတ်လိုမျိုးအမြဲရအောင်ပေါအောင်ကျွန်တော်ကြိုးစားပေးမှာဖြစ်ပါတယ်ဒါမှမဟုတ်ကျွန်တော်ကောက်လေးကို like လက်မလေးရောက်ချင်နေပြီးကူညီသွားကြပါဦး share လို့ရရင် share ပေးကြပါဦးနော် subscribe လေးရောက်ချင်နေခဲ့ကြပါဦးခင်ဗျာရောက်ချင်နေခဲ့ကြပါဦးနော်ဟိုနောက်ဘက်မှာလည်းကျွန်တော်ကိုမတွေကိုသေချာရေးရတဲ့ခဏတွေကိုလာတင်ပြမှာဖြစ်ပါတယ်အခုဘက်လိုမျိုးပဲရအောင်မြက်အောင်ကျွန်တော်လာတင်ပြမှာပါကျွန်တော်ကလူရငယ်ပညာမငယ်ပါဘူးเนาะအဲ့ဒါကိုကျွန်တော်ကိုမတို့ပြောဖို့ပါပဲလူရငယ်ပညာမငယ်ပါဘူးကျွန်တော်အကြောင်းလဲသွားသေးတယ်ကျွန်တော်ကျောင်းမသွားခင်မှာအကူမတွေအတွက်ကျွန်တော်တကယ်တမ်းလေးကိုညမှာသေချာစဉ်းစားရေးရပြီးတော့သေချာစဉ်းစားပြီးတွက်ပါတယ်တွက်ပြရတယ်ကျွန်တော်ကျောင်းသားပဲမနှက်ပါပဲကိုမတို့လာနေပြတာပါဒီနေ့ကကျွန်တော်ကျောင်းပိတ်ရဖြစ်လို့မို့နေ့လယ်မှာကျွန်တော်ဗီဒီယိုလေးကိုရရပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကိုမတို့ရရချင်းကျွန်တော်ကိုမတို့ရစေခြင်းပေါက်စေခြင်းနဲ့စိတ်နဲ့ကျွန်တော်လာနေပြတာပါကျွန်တော်ကကိုမတွေကိုခုရားတယ်ကျွန်တော်သိနေတာနေပြတော့ကျွန်တော်ကိုမတွေစင်နာအောင်လို့ခုကန်အောင်ပါလားကျွန်တော်ကိုမတွေကျွန်တော်ကောက်လေးကို like လက်မလေးရောက်ရှိနေပြီးကူညီသွားကြပါအောင် share လို့ရရင် share ပေးကြပါဦးနော်ဆယ်ကောက်လေးရောက်ရှိနေခဲ့ကြပါအောင်ခုပတ်လိုမျိုးနောက်ပတ်မှာကျွန်တော်သေချာရေးရသုံးခဏနေနဲ့ကိုမတို့ပြန်ပြီးတော့ဒီဗီဒီယိုလေးနဲ့ပြန်လာတင်ပြမှာဖြစ်ပါတယ်ခုပတ်လိုမျိုးပါပဲသေချာရေးရသုံးခဏနဲ့နောက်ပတ်မှာကျွန်တော်ကိုမတွေကိုဒီလိုခုလိုမျိုးပဲပေါက်အောင်မြတ်အောင်ကျွန်တော်လာတင်ပြမှာပါဒါမို့ကျွန်တော်ကောက်လေးကိုအများမြင်အများတွေ့အများမြင်အများသိအောင် like လက်မလေးတခြားချင်နေကူညီသွားကြပါ share လို့ရရင် share ပေးကြပါဦးနော်subscribe လေးတွေကြောက်ချင်နေခဲ့ကြပါဦးခင်ဗျာကျွန်တော်ကိုမတွေကိုရမ်းပေါက်စီခြင်းမှာရမ်းရတယ်ကိုမတွေပြောရင်ကျွန်တော်ပြောရတဲ့အတူတူပါပဲကိုမတွေရရင်ကျွန်တော်ရရတဲ့အတူတူပါပဲဒါမှမဟုတ်ကိုမတွေကိုကျွန်တော်ကစေနာနဲ့လာတင်ပြပါကျွန်တော်ကျွန်တော်ရဲ့စေနာကိုသိမဲ့ပြီးတော့ကျွန်တော်ကောက်လေးကိုကူညီသွားပါဦးနော် like လက်မလေးကြောက်ချင်နေပြီးတော့ကူညီသွားကြပါဦးခင်ဗျာဆယ်လို့ရရှိရပေးကြပါအောင်ဆယ်ရာလေးရောက်ချင်နေခဲ့ကြပါအောင်ကျွန်တော်ကခုချင်းကျွန်တော်ရဲ့အကောင့်ဟောင်းလေးပြည့်သွားတာပါကျွန်တော်ရဲ့အကောင့်ဟောင်းပြည့်သွားလို့ခုကျွန်တော်ကအကောင့်တင်တဲ့ကိုမတွေကိုပြန်လဲပြီးတော့ပြန်လာပြီးတော့ဖေနာနဲ့ပြန်လာပြီးတော့လာတင်ပြတာပါဒါမှမဟုတ်ကျွန်တော်ကောက်လေးကိုကျွန်တော်ခုပါတယ်ကျွန်တော်ရဲ့ like ကျွန်တော်ရဲ့ဗီဒီယိုလေးပေါ့ဗျာဗီဒီယိုလေးကိုတောင်းကူညီတောင်းတာပါကိုမတွေကို like လက်မလေးတောက်ချင်နေခဲ့ကြပါအောင်နော်ဆယ်ရာလေးတောက်ချင်နေခဲ့ကြအောင် share လို့ရရင် share ပေးရပါခင်ဗျာကျွန်တော်ခုကိုမတွေကိုကျွန်တော်သေချာအေးရဆုံးခဏနဲ့နောက်ပတ်မှာကျွန်တော်ကိုသေချာအေးရဆုံးခဏထပ်လက်ပြီးတော့ခုပတ်လိုမျိုးရအောင်မြက်အောင်ထွက်မဲ့သေချာအေးရဆုံးခဏနဲ့ပတ်သီးကိုပြန်လာပြီးတင်ပြအောင်ပါဒါမှမဟုတ်ကျွန်တော်ကောက်လေးကိုအများမြင်အများသိအများတွေ့အောင် share လို့ရရင် share သွားပေးကြပါဦး subscribe လေးတွေကြောက်ချင်နေခဲ့ကြအောင် like လက်မလေးကြောက်ချင်နေခဲ့ကြအောင်ခင်ဗျာကျွန်တော်ပေးတဲ့ပတ်သီးတွေကျွန်တော်ခဏနေသေချာပေါက်အကုန်အောင်ပါတယ်ဒီဘက်မှာကျွန်တော်ပေးတဲ့ခဏပတ်သီး3ချိန်ထွက်သွားပါတယ်နော်3ချိန်ထွက်ပါတယ်
3ချိန်ထွက်ပါတယ်ခုပထမဆုံးထွက်တာပထမဆုံးထွက်တာပတ်သီးထွက်တာလေ6ပတ်သီးအင်္ဂါနေ့မနက်ခင်းမှာပဲကျွန်တော်ပေးတဲ့6ပတ်သီးက6ခုဆိုပြီးအောင်ပါတယ်အင်္ဂါနေ့6ခုဆိုပြီးတော့ကြာသာပရိမနက်မှာကျွန်တော်ပေးတဲ့အခွေ301နဲ့3လေးခွေအပူပါက40ဆိုပြီးအောင်ပါတယ်နော်ပေါက်ကြာနေမနက်မှာကျွန်တော်ပေးတဲ့ခွေပါပဲ301နဲ့3လေးခွေမှာ2ဆိုပြီးထောက်အောင်ပါတယ်ဒါမှမဟုတ်ကျွန်တော်ကအကူမတွေကိုပြောတာပါကျွန်တော်ကစေနာနဲ့လာနေပြတာပါလူသားငယ်ပါပညာမငယ်ပါဘူးနော်အခုကျွန်တော်ကောက်လေးကိုနောက်ခါထက်ကအဲ့လိုခုပတ်လို့မယ်ရအောင်ရစေခြင်းပေါက်စေခြင်းလို့ကျွန်တော်ကိုမတွေပြောတော့ပါကျွန်တော်ရဲ့အကောက်လေးကို like လက်မလေးတောက်ချင်နေကူညီသွားကြပါ share လို့ရရင် share ပေးကြပါစကားလေးတောက်ချင်နေခဲ့ကြပါဦးနော်ကိုမတို့ကျွန်တော်ရစေခြင်းပေါက်စေခြင်းပဲစိတ်ပဲရှိတာပါကျွန်တော်ကစေနာတက်တက်နဲ့ကိုမတို့လာကူညီတာပါကျွန်တော်ကိုဒါလေးပဲပြန်ကူညီပေးပါနော်ကိုမတို့ကျွန်တော်ကအမြဲတမ်းရအောင်ပေါက်အောင်စိတ်ချမ်းကိုမတွေစိတ်ချမ်းအောင်ကျွန်တော်အမြဲတမ်းကူညီပေးမှာပါအမို့ကျွန်တော်ကောက်လေးကိုလိုက်လက်မလေးတောက်ချင်နေခဲ့ကြပါဦး share လို့ရရင် share ပေးကြစကားလေးတောက်ချင်နေခဲ့ကြပါဦးနော်ကျွန်တော်အားလုံးချစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျ